ဟေးမာစီနီယာတယောက်ကဘလို့ပြုတ်မှုရတယ်လဲဆိုတော့ငါမင်းကိုတင်ပေးဖို့လိုသေးလား ထပ်ပိုင်ဒီဘာပြောနေရလဲ ငါ့ကိုရွှေစင်အားလုံးပြောပြပြီးပြီဟိုးရင်ကလေးကနေရွှေစင်ကိုတရက်မှစိတ်မချမ်းသာအောင်ဆက်ဆံခဲ့တာလေအကုန်ငါသိပြီးပြီ ဟဲ့လွန်နာနင့်ဟာမှာနော်နင့်ဟာမှာစလုံးလို့စကားများကြတာနင့်ဟာမှာပြောသမျှတစ်ဖက်ပိတ်ယုံပြီးတော့ငါ့ကိုပြဿနာလားရှာမနေနဲ့ ဘာတွေဖြစ်နေကြတာလဲ ဂျာကြီးဒီမှာလာကြည့်ပါဦးဒီမှာလေအသက်ခံထားတဲ့ဂျူနီယာလေးကြောင့်ဟိမဘလို့ရအောင်ပြောခံနေရလဲဆိုတာ ဩဟုတ်လားကြော်ဒီမှာနားထောင်ကြည့် ရွှေစင်ကဒီနေ့နည်းနည်းနောက်ကျမယ်ထင်တယ်ဂျာကြီးနဲ့နှစ်ယောက်တည်းကြံခဲ့ရတော့ငါတွေ့လိုက်တယ်ဒါနဲ့လေရွှေစင်နဲ့ဂျာကြီးကအခုတလောတရွဲ့ဖြစ်နေတာကြာပြီရုံးနေရသူတွေကလည်းဟိုတီပြောတာနေငါကြားနေရတယ်နည်းနည်းငါနေရအเจ้าနေဘက်တည်းဆိုတော့ငါနေကိုထပ်ပိုင်နင်းအတန်းသွေးထားတယ်အောက်တန်းကြလိုက်တာအခုချက်ချင်းဖြတ်လိုက် ဘာကိစ္စနဲ့ငါဖျက်ရမှာ ဖေချာလို့လားဟာရွှေစင်နဲ့မင်းတို့ကြားတယ်သူ့နာမည်ကမတူဘူးလေသူနဲ့ရွှေစင်နဲ့ကရောယူသားရဲ့လား အော်ရဲရင်လေဂျာကြီးနာမည်ကရဲရင်နဲ့ဂျာကြီးကလေရွှေစင်ကိုဆိုအရင်ညနေသာပို့ပေးတာနင်တရုပ်ဆိုင်အောင်နော်ရွှေစင်ကလည်းဂျာကြီးကိုကြွေနေပုံပဲဟာဂျာကြီးကလည်းလေကောင်မလေးချောချောလေးမြင်အရင်ကညနေသာပို့ပေးတာနင်ကြံရင်ဖြစ်နေဦး ဒါနဲ့မင်းတို့ကြားကြီးကအဲ့လိုလူမျိုးလား